ဒါဆိုရင်အမကနောက်ဘက်ခြမ်းကိုဟိုပါပေါ့နော်ထိုးရမှာပေါ့နော်နောက်ဆုံးသူ့တိုင်ရင်မတစ်ချက်ပြန်စစ်ကြည့်မယ်တကယ်မှန်ပြီဆိုရဲခါကျမှရှေ့ကျင်းနဲ့နောက်ချမ်းကိုအမတို့တွဲပါမယ်နော်တွဲတဲ့ခါကျလို့ရှင်ဘယ်လိုတွဲမလဲဆိုတော့အမပြောရင်နော်အလားပဲမလားပဲဆိုတာရှိတယ်ဒီဟာဆိုရင်ဒါအလားပဲပါဒီဘက်ဆိုရင်ဒီလိုဖောင်းနေပြီးအဲ့လိုမြင်နေရတဲ့ဟာမလားပဲဖြစ်ပါတယ်နော်ဒါဆိုရင်မလားပဲချင်းပူလေးရတယ်အလားပဲချင်းပူလေးရပါနော်ဒါကဒီနှစ်ခုပေါ့နော်ဒီဘက်ချမ်းဖြစ်ပါတယ်အမကအင်ကြီးတိုင်းမှာဆိုလို့ရှိရင်အမြဲတမ်းတွဲနည်းနှစ်နည်းရှိရလို့ပြောတာတွဲတာမျိုးစုံရှိတာတော့မှန်တယ်ဟိုကိုကြိုက်တဲ့ပုံစံနဲ့တွဲလို့ရတယ်ပေါ့နော်အမတို့နောက်ဆုံးချမ်းမှာဘာလို့လဲဆိုတော့ဒီလိုမျိုးအပေါ်မှာချိန်နဲ့ထိုးတဲ့အတန်းလို့တယ်ပေါ့နော်အဲ့အတန်းကိုအမတို့ကထိုးနေနေတခါတည်းဆက်သွားမှာဖြစ်ပါတယ်နော်အင်ကြီးကိုလည်းမလဲအောင်တစ်ချက်ကြည့်ထားပေးပါမလဲအောင်ဆိုတာဘယ်လိုမျိုးလဲဆိုတော့လေဘင်းဘက်ကလေဘင်းဘက်ရောက်အောင်မယ်နော်ဂျိုင်းဘက်ရောက်သွားမယ်နော်အဲဆိုရင်အပါတို့ဒီဟာပခုံးကိုတွဲပါတော့မယ်တွဲခါကြလို့ရှိရင်ပုံမှန်တိုင်းပဲသူတို့နှစ်ခုတွဲရမှာပေါ့နော်ဟိုဘက်ကကြာအမရှုံးမှာဆိုလို့ဟိုထားလိုက်မယ်အဲဆိုရင်အမတို့ဟိုတစ်ချိန်နှစ်ချိန်အမတို့ကဒီမှာဆိုရင်ဘယ်လိုလာမလဲဆိုတော့ဟိုပါပေါ့အရင်ဆုံးဟိုဒီမှာသူ့ဟာမတက်သေးခင်အမတို့ single တက်ရမှာနိနော်တစ်ချိန် single အဲ့တောက်မှာဟိုပါပေါ့ဒီလိုမျိုးစပြီးတော့တွဲလိုက်လေရတယ်ဒါမှမဟုတ်ရင်အမတို့ဒီလိုမျိုးပေါ့အဲဆိုရင်အမဒီဟိုရှေ့ကိုတော့မှဖြစ်တဲ့အတွက်3ချိန်2ချိန်ထိုးရပါမယ်2ချိန်ထိုးပြီးတော့ဟိုဘက်ချမ်းကိုမှတွဲလိုက်ပါမယ်ဒီလိုမျိုး single လုပ်လေရတယ်ဒါမှမဟုတ်တစ်ခါတည်းခြိစားသိမ်းသွားမယ်ဆိုလေရတယ်အဲဆိုရင်ပတန်းဘယ်လိုဖြစ်သွားမလဲဆိုတော့အရင်ဆုံးဒါဟိုဘက်ချမ်းနဲ့ဒီဘက်ချမ်းနဲ့ပဲကူတာရှိသေးတယ်နော်ဒါဆိုရင်ပတန်းတူတဲ့ဘက်ချမ်းဆိုတော့အမတို့ဒီနေရာမှာသူ့ရဲ့ဒီဟာလေးလာထိရမယ်နော်မြင်ရလားမသိဘူးโอเคအဲဆိုရင်အမဒါအခုဒီဘက်ဒေါင်ချမ်းတွေကိုပဲဆက်လိုက်တာရှိသေးတယ်အဲဆိုရင်သွားမယ်ဆိုတော့ကိုအားတဲ့ဘက်ကိုအင်ကြီးကိုယူလိုက်မယ်ပြီးရင်မတို့တစ်ချိန်နှစ်ချိန်ဒီမှာ single လုပ်လိုက်မယ်ပြီးရင်တစ်ချိန်နှစ်ချိန်ပဲသွားမယ်ပြီးရင်သူသွားမယ်နေရာဒီနေရာပေါ့နော်โอเคပြီးရင်ခြိတစ်ခါရဲ့တင်ရမယ်တစ်ချိန်နှစ်ချိန်တစ်ချိန်နှစ်ချိန်ဘာလို့နှစ်ချိန်သုံးချိန်နဲ့ရတယ်ကိုကဟိုကဖြစ်ချင်တယ်လားပေါ့နော်နှစ်ချိန်ဒီပတန်ကသူ့ရဲ့ပတန်အတိုင်းအမတို့သွားတာဖြစ်ပါတယ်နော်မမစီနဲ့တစ်ချက်တိချကြည့်မယ်စစ်ဆက်ဆွဲအတိုင်းဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်တော့ပါနော်ဒီမှာအမတို့ဒီမှာသူ့ရဲ့ single ထောင်ပေါ့နော်တစ်နဲ့နှစ်ချိန်ဒီဘက်မှာသူ့ရဲ့ဟိုဟာထောင်အဲဆိုရင်အမခုနတေချာမမြင်လိုက်ရမှာဆိုလို့အမဖြန့်ပြပါမယ်တော့အင်ကြီးကဘယ်လိုဖြစ်သွားလဲဆိုတော့တကယ်တော့ချင်းဆက်လိုက်တာဖြစ်ပါတယ်เนาะအမတို့ဒီလိုမျိုးလေးချင်းဆက်လိုက်တယ်ဒီမှာသူ့ပတန်အတိုင်းညီသွားတယ်ပေါ့เนาะအဲ့ဒါလေးမြင်ရတာမသိဘူးโอเคသူကဒီရဲ့တဝက်လောက်မှပြီးရင်ကိုကလည်းဒီရဲ့တဝက်လောက်မှဒီမှာเนาะအိမ်မှာပြီးသွားတယ်ပြီးရင်ကိုကကိုပတန်အတိုင်းဆက်သွားပါမယ်เนาะအဲ့ဒါကိုဟိုဘက်အထိအမတို့ဒီဂျိုင်းမဆက်ခင်သူ့ပတန်ဒီနားလေးမဆက်ခင်အထိသွားမယ်เนาะအဲ့ဒီကိုဒီပတန်အတိုင်းလေးပဲသွားပါဒီဘက်ချမ်းတက်ပတ်ပြီးသွားဆိုလို့ရှိရင်ဒီဘက်ချမ်းတက်ပါမယ်အဲ့ချိန်ကြလို့ရှိရင်ဒီပတန်က
ဒီဘက်ချက်မှာသူနဲ့ထပ်တူမကြောက်ဘူးเนาะထပ်တူမကြောက်ဆိုတော့အောက်ကတကြောင်နဲ့ပို့ပြီးသွားတူတယ်အဲ့တော့သူကိုအောက်ကအတန်အောင်ကြည့်လိုက်မယ်เนาะဒီဟာဒီတစ်ခုအဲ့တော့ဒီနေရာမှာသူ့ကိုလာပြီးတော့စုံရမယ်ပေါ့เนาะအဲ့လေးကိုကိုကအချိန်နဲ့တွဲမတွဲပဲနဲ့ဒီတိုင်းဆက်ထူမယ်ဆိုလို့ရရင်เนาะအဲ့တော့ဒီမှာနှစ်ချိန်စင်ခဲတစ်နဲ့နှစ်ချိန်ကျန်တာဒီတိုင်းမတမ်းနော်နှစ်ချိန်တက်သွားမယ်ဒီမှာသူ့ရဲ့ဒါဆိုလို့ရှိရင်ဒီထောင်ပေါ့နော်ဒီနဲ့ဆိုရင်သူ့ရဲ့ဒီနဲ့တော့အဆွေးပြီးသူ့နှစ်ချိန်ထိုးပြီးတော့နားတက်လိုက်ပြီးတော့ဆိုရင်ကြည့်လိုက်မယ်ဒါသူ့ရဲ့ဘက်ချမ်းသူလေပင်ပေါ့နော်ဒါနောက်ချမ်းဒါရှိချမ်းတော့ပခုံးကဘယ်နာဆက်လိုက်မှန်းတော့တတိမထားမိဘူးနော်ဒီတိုင်းလေးပဲသူလူလေးဖြစ်သွားရနော်ဒါဆိုလို့ရှိရင်ဒီခြိုင်အောက်တီကိုခုနအလိုမျိုးစစ်ဆက်နဲ့လဲဆက်လို့ရတယ်ဒါမှမဟုတ်ရင်ကိုကဒီဟာကိုအနဲ့လိုက်ပြီးတော့တွင်ရင်လည်းရတယ်เนาะအဲ့ဒါကိုသဘောနဲ့ကိုဟိုကအနဲ့တွင်ရင်တော့တဒန်းချင်းကိုညီအောင်ညှိပြီးတော့သူကနဲ့သူတွဲသွားမှာဖြစ်ပါတယ်เนาะစစ်ဆက်နဲ့ဆိုရင်တော့တချို့ကြတော့လေအရာပေါ်တာမကြိုက်တော့စစ်ဆက်နဲ့မကြိုက်ဘူးเนาะအဲ့ဆိုရင်စစ်ဆက်နဲ့ပဲတွဲပါမယ်အချီကိုသူ့နေရာနဲ့သူစားလိုက်မယ်သူတန်းပေါ့နော်ပြီးရင်ထုံးစံတိုင်း2ချိန်နဲ့သွားလဲရတယ်3ချိန်နဲ့သွားလဲရတယ်အရင်မပွားခြင်းတော့3ချိန်တော့ပေါ့နော်အမတို့ကအမလက်ကနည်းနည်းလေးဖွာတဲ့အတွက်2ချိန်ပဲသွားမယ်ဒါကိုလက်စားနဲ့ကိုပေါ့နော်ပြီးရင်တခါတည်းအနာသိမ့်မယ်2ချိန်ပြီးရင်သူ့သွားတဲ့အခါမှာဒါဟိုဘက်ဒီဘက်ဆက်ပြီးသွားရင်နော်2ချိန်ပြီးသွားဒီလိုမျိုးသွားမယ်2ချိန်ဒီမှာသူ့တန်းတိုင်းသွားမယ်သူကဟိုဒီချိန်3ချိန်နေရာဒီမှာပဲဆက်ခဲ့တယ်ဆိုရင်ချိန်3ချိန်တိုင်နေရာမှာပဲဆက်ခဲ့ရင်ဒီဘက်ဒီမှာလည်းတိုင်မဲသွားမယ်နော်စင်ကဲထိုးတဲ့နေရာမှာသွားတော့ဒီဘက်မှာလည်းလက်ကိုအဆင်ပြေတယ်လို့ကြိုင်မှာပြီးဟိုဘက်ဒီဘက်ညီမညီပြီးကွန်ပြီးစစ်မယ်ညီပြီးဆိုမှကြိုးစားအောင်ညက်ပါနော်ဒီလိုကွာဒီမှာစင်ကဲထိုးတဲ့အတန်းမှာဆက်ရင်စင်ကဲထိုးတဲ့အတန်းဟိုဘက်မှာလည်းစင်ကဲထိုးတဲ့အတန်းမှာဆက်ပြီးပါ
လည်းဒီနာပေါ့နော်သူလည်းဒီနာဒါပေမဲ့အဆုံးသက်ကြလို့ရှိရင်ဟိုဘက်တောင်ဒီဘက်တောင်အမတို့ယူလိုက်ပါမယ်သူရဲ့အောက်ခြေပေါ့နော်အောက်ခြေမှာစပြီးအနာသိမ်းသွားလို့ရတယ်အဲဆိုရင်ဒီလိုမျိုးမဖြစ်ချင်ဒီအောက်ဆုံးတန်းကြလို့ရှိရင်ဒီသူရဲ့အောက်ခြေကိုအမတို့ယူလိုက်မယ်နော်ဟိုဘက်ကိုလည်းသူရဲ့အောက်ခြေမှာယူလိုက်ပါမယ်အဲ့ဒါမှညီညီလေးဖြစ်သွားမှာပေါ့နော်အတော့ဒါဟာစစ်စစ်နဲ့ဆက်ထားတဲ့ဒီခြိုင်အောက်တန်းပါနော်အဲ့ဒါပြီးသွားရင်အမတို့ဒါဆုံးတက်လိုက်လို့ရပါတယ်ပြီးတော့ခြေစားကိုတစ်ခါတင်ခဲ့လိုက်ပေါ့ဒီဘက်ကလည်းအမျိုးစစ်ဆက်ထိုးတယ်လို့မျိုးဟိုဘက်ကလည်းစစ်ဆက်ထိုးပါမယ်နော်ကိုအစင်ပြေတယ်လို့နီးလေးနဲ့ဟိုအနာတက်လို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီလိုမျိုးပါတချို့ကျတော့စစ်ဆက်ကြောင်းပေါ်တာမကြိုက်ကြဘူးပေါ့နော်အဲ့ဒါအတွက်ဟိုပါပေါ့အဲ့နဲ့အချင်းနဲ့တွားကြပါတယ်အဲ့ဒါတော့လွယ်ဆုံးဆိုတော့မပြတော့နော်ဒီဘက်ကလည်းအဲ့လိုမျိုးစစ်ဆက်လေးလုပ်ပြီးအမတို့လည်းပြီးအနာကုန်းနဲ့ဒီခြိုင်အနာကုန်းနဲ့ဒီခါအောက်အနာကုန်းနဲ့ဆိုရင်ပြီးပါပြီနော်ကဲဒါဆိုရင်ဒီညီလေးအမတို့အနာသက်ဖို့ပဲကြံတော့ရပါတော့ဒါတစ်ဖက်ထိုးပြတာပါမအစကဒီညီကိုအောက်ကလေးကိုပါဟိုလုတ်ချင်တာပေါ့နော်ဒါပေမဲ့အခုဟာဒီတိုင်းဝှက်လိုက်တာပို့ပြီးတော့သဘောကျလို့ဆိုပြီးတော့မှအဲ့အောက်ကိုထပ်မထည့်တော့ဘူးထပ်ထည့်ခြင်းလည်းရတယ်ဒီအဓိကဒီဟာပဲသုံးရမှာပေါ့နော်အဲဆိုရင်အမတို့ဒီမှာပေါ့အမဘာလုပ်မလဲဆိုရင်ဒီလေပင်ကိုစင်ခဲနဲ့ပတ်လေးအနာသမက်လေပင် only ပဲပေါ့နော်ပြီးရင်ဒီခြိုင်းကိုအနာသမက်မှာအောက်ကိုတော့မတက်တော့ဘူးအမဒီသူ့ပုံစံဟိုပါပေါ့နော်ချီထက်သူကဘယ်လိုမျိုးလဲဆိုတော့သူ့ပတန်အရာဆိုလို့ရှိရင်ဒီအင်ကြီးကမြန်မာလူဆိုရင်တော့ရွှဲတယ်ပေါ့နော်ဒီခွင်းဒီလိုချိန်တတန်းပါတယ်ပတန်ဟာနည်းနည်းဆွဲရင်ဆွဲသလားအောက်ကိုဆွဲချတတ်တယ်အလိုမျိုးလေးရှိတယ်ပြောချင်တာပို့ပြီးတော့ကိုကဒီ site ထွင်မယ်နည်းနည်းလေးပွားသွားတတာရှိရယ်နော်ဒါသူ့ရဲ့ပတန်ချောင်းဖြစ်တာပါကိုကတကယ်လို့ fit ကြိုက်တဲ့သူဆိုရင်တော့ဒီအဲ့လိုမျိုးကြီးပွားနေတာတော့ကြိုက်မှာမဟုတ်ဘူးเนาะဒါအမှပြောပြတာโอเคအားဆိုရင်အမတို့ဒီဘက်ရဲ့ခြိုင်းကိုအနာသက်တယ်လို့ပဲဒီဘက်ကိုလည်းအမတို့စင်ကဲနဲ့အနာသက်မယ်ဒါပေမဲ့အမကဒီပတန်ရဲ့ဒီအစာထိုးဖို့စဉ်းစားထားတဲ့ပတန်ရဲ့ဒီချိုးချီရာလေးကိုတော့အမထည့်မယ်ပေါ့နော်နှစ်ခုပဲထည့်တော့မယ်နှစ်ခုထည့်အခုခေတ်ကောင်းမလေးဝင်နေတယ်လို့မျိုးလေးပေါ့နော်သူကရှင်ဘက်ကိုဟာပေါ့စံလေးဒီကတော့အမကဟိုမလုပ်တော့ဘူးမလုပ်တော့ဆိုတာကအရင်ဟိုဒီအင်ကြီးထွက်လာတဲ့ပုံစံအရင်အစရအပွားထူတာဆိုတော့အမအရင်ကြက်တာမျိုးကြိုက်တော့အခုနည်းနည်းလေးပွားရောင်ရောင်လေးအင်းဝတ်မယ်စောင်းခွင်းကိုဒီတိုင်းလေးဝတ်မယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲဆိုရင်ဒါတော့လွယ်ပါတယ်တကယ်တည်တဲ့သူဆိုရင်ဒါတွေကိုကြော်လိုက်လို့ရတယ်ပေါ့နော်ဒီနေရာကိုအမကတစ်ချက်ပြောချင်တာပါလေဆိုတော့ဒီဟာကတီးတဲ့သူတွေကကြော်သွားလို့ရတယ်ပေါ့နော်ကိုစင်ကပတ်ထိုးလိုက်ရတယ်အမကဟို HTC ထိုးမယ်ပေါ့နော်ဟုတ်တယ်ဘာလို့လဲဆိုတော့အဲ့ဒါဆိုရင်ပို့ပြီးတော့ပေါ်တက်တာမြန်တယ်လေစင်ကထိုးလိုက်ရတယ်ဒီမှာတခုပါပြောချင်လဲဆိုတော့ဒီတချို့ cardigan vest ဒီမှာထိုးတဲ့အခါကျလို့ရှိရင်ဒီလိုကြီးဖြစ်နေအမြင်ဘူးလားယင်ဂျိုင်းမှာဒီလိုကြီးအဲ့ဒါဘာလို့လဲဆိုတော့လေဒီနားလေးတွေကိုအမတို့မစားခဲ့လို့ဂျိုင်းဟိုရှေ့ချမ်းနဲ့နောက်ချမ်းဆက်တဲ့အချိန်မှာစားပြရမယ်ပေါ့နော်တော့3ခု decrease လုပ်ပြရပါမယ်အဲ့တစ်ချက်ကလေးသတိထားမယ်အမကအောက်ဆုံးတန်းမှာတော့မစားခဲ့ဘူးဒုတိယနှစ်တန်းမှာစားခဲ့တယ်အမဒီမှာ HTC ထိုးထားတဲ့အတွက်အမဒီဘက်ကိုလည်း HTC ထိုးလိုက်မယ်နော်အဲ့ဒါမှအပေါ်မြင်မြင်တက်မှာလေနော်အဲ့တော့အလင်းနာသွားမယ်မှာတစ်ချိန်ထိုးလိုက်မယ်အဲ့နေရာမှာအမတို့တည့်အတိုင်းနော်အလို
လိုက်တင်လေးပဲအမတို့မယ်ဒီမှာ2ချိန်မ9ချိန်ထိုးရင်ရတယ်ပေါ့နော်ဒီပတ်တန်တစ်ခုမှာဘာလို့လဲဆို6ချိန်9ချိန်လောက်ထိုးလိုက်ရင်ရင်ပြန့်သွားတယ်ဒီမှာလည်းအဲ့လိုဒါကိုကြော်ပြီးတော့အမတို့နည်းနည်းလေး9ချိန်ပဲထိုးမယ်ကိုစိတ်ထဲမှာမှတ်ပြီးရရှိသွားလိုက်ပါဒီမှာဆိုလေ2တန်းကို9ချိန်ထိုးပြီးပေါ့နော်အဲဆိုရင်အဆင်ပြေပါတယ်ဟဲ့တော့လေနော်အဲဆိုရင်ရိုင်းလည်းဆွဲထားလည်းမဖြစ်ဘူးရိုင်းလည်းပြတ်မနေဘူးဒါအမတော့အမြဲအတန်းကိုဟိုပါနော်9ခုထိုးလေးရှိရယ်ဒါရေးဆိုရင်တော့အမတို့အချိန်လေးရကြည့်ထိုးအောင်ပါနော်အရင်မြနေရဆိုရင်ဒါဖြုတ်ချလိုက်တဲ့မျိုးအဆင်ပြေဒါဆိုရင်ဒီတစ်ခုကြော်သွားတဲ့အရင်တိတာပေါ်ပိုင်းရပြီနော်မနဲ့ပြီးပပလေးထိုးပါမယ်အောက်တန်းပြန်ပြီးဆိုအမတို့ဟိုပါဘောနော်ငါခုထိုးရမယ်စင်ပြေသလိုလေးရွှေရှောင်းမနော်ရိုင်းဆွဲရင်လည်းအစင်ပြေရိုင်းများရင်လည်းအစင်ပြေဒီပတန်အတိုင်းအလိုက်တင်နေမှတစ်ချက်ကြည့်ပြီးတော့စင်ကြယ်ကိုအောက်ဆုံးတန်းမှတိချန်ဒီအရင်ထိုးရမယ်ဘောနော်အမတို့ပပလည်း HTC ထိုးလိုက်တာပေါ့နော်ဒီမှာဆိုရင်9ခုဒါဆိုရင်ဘူရကြည့်လိုက်လို့ရှိရင်ညီလေးသူ့ပတန်အတိုင်းများလည်းမဟုတ်ကြုံနေရလည်းမဟုတ်ပူနေရလည်းမဟုတ်အဲ့တစ်ချက်ကလေးပေါ့နော်တော့ကိုကအဆင်ပြေသလိုလေးပတန်အောင်နည်းနည်းလေးကြည့်ပြီးတော့ကိုအမအတိုင်းမဟုတ်လည်းရအောင်နော်ကိုလေးထိုးပါရင်အဆင်ပြေတယ်โอเคဒီမှာဆုံးသက်ရင်ဒီဘက်ပေါ့ဒီလိုလေးဆွဲလိုက်ရင်ပြီးပါပြီနော်အဲ့တော့အမကတစ်ချိန်တက်မယ်တစ်ချိန်မတက်ဖ ೇನೆ ဒီလိုသွားလေးရအရင်ဆုံးဒီမှာသူ့လိုမျိုးဒီလိုမျိုးသွားမယ်ဆိုလေးရတယ်တခါဒီတစ်ချိန်ပြီးရင်အမတို့ဒီဘက်ကတစ်ချိန်ဝါယူခဲ့မယ်ဒါဆိုရင်အမနှစ်ခုပဲစားထားဖြစ်သွားရင်နော်ဒီဘက်လေသွားတဲ့အခါကျရင်ဒီဘက်ကတစ်ခုလေအဲ့လိုမျိုးပေါ့
3DCT 3HDC decrease ဖြစ်အောင်လုပ်ရမယ်အဲ့ဒါဘာသဘောလဲဆိုဒါနှစ်ခုပဲအမ decrease လုပ်ထားတယ်ဘာလို့လဲဆိုတော့အမကဒီအလဲတက်တက်ကြီးမှာတိုင်ယူထားလို့ပေါ့နော်အလဲတက်တက်ကြီးဆိုမလဲရတော့ရတယ်အလဲတက်တက်ကြီးမှာတိုင်ယူခဲ့တဲ့သူကတော့ဒီအလဲတက်တက်မှာ decrease ဖြစ်အောင်လုပ်ပေါ့နော်အမကဒီမှာဒီတစ်ခုဟိုမှာဆိုရင်1 2 3 okay 1နဲ့တော့ဒီမှာ3ခု decrease လိုက်ပါပြီပြီးရင်ဒီမှာ3ခု decrease လိုက်တဲ့ဆိုရင်ကိုကမသိကြရင်နားဒီမှာချိန်တက်ခဲ့နောက်တစ်ခုကျရင်ဒီမှာလည်း decrease လုပ်အောင်မယ်ဒါပတ်လဲ HTC ထိုးမယ်နော်ဟိုဘက်ဒီထိုးမယ်ကဲဒါဆိုရင်နောက်ဆုံးတန်းလေးကိုရောက်ပါပြီအမဘာလို့တေချာပြနေလဲဆိုတော့အမပြောတာမရှင်းတာဖြစ်သွားမှာဆိုလို့ထပ်ပြီးတော့တေချာပြတာပါနော်ဒါဆိုရင်ဒီအမက decrease လုပ်လာတဲ့အတန်းပေါ့နော်နောက်တစ်တန်း decrease လုပ်ရင်အမတို့က1နဲ့3ဒီ3ခုကိုအမတို့က decrease လုပ်အောင်ပါပေါ့နော်အဲ့ဟာကိုကအဲ့လိုအမပြောတဲ့ဒီမှာ decrease လုပ်ပြီးနောက်ဆုံးကျမှဒီကိုလာတက်ချိတ်တာကြီးကမျက်စိရှုပ်နေမယ်လို့ထင်ရင်အမကဒီနီလေးသုံးလိုက်ရတယ်ပေါ့နော်အမသူကသူပြီးရင်ဒီမှာသူတန်းပြီးရင်သူရဲ့ဒီလေတန်းဒီနာလေးပေါ့နော်ပြီးရင်သူဘီနာကအတန်းလေးကိုတစ်ချက်ကြည့်ပါမယ်အဲ့ဒါကဒီနာလေးပေါ့နော်ကိုရဲ့ထိုးခဲ့တဲ့နေရာတွေကိုအမှားတော့တေချာကြည့်ဖို့လိုတယ်ပေါ့နော်အဲ့ဆိုရင်ဒီ3တန်းโอเคရပြီအဲ့ဆိုရင်အမှားတော့ဒီတိုင်းလေးဆက်ပြီးတော့ထိုးရအောင်ပါပဲနော်ဟုတ်ပြီအဲ့ဆိုရင်အမှားတို့ဒါလက်ကလေးပြီးတော့ပါပြီရှင်ပြီးရင်အမှားတို့လေပင်နဲ့အနာသက်ကြိုးချီလေးထိုးပြီးဆိုရင်အမှားတို့ဒီညီလေးရပြီပေါ့နော်ကဲဒါဆိုရင်အမှားတို့ကဟိုပါဘောနော်လေပင်လေးနားသမီးဘောနော်အမှန်ဆိုရင်ဒါပြီးသွားတဲ့ချိန်မှာဒီကြိုးကိုပြန်ပြီးဆက်ပြီးတော့ထိုးလိုက်ရတယ်ဒါပေမဲ့တခါတည်းသူ့အနာသက်ချင်နေရကိုတဘောဘောနော်အမှားတော့ချီဆက်ပြီးတော့ထိုးလိုက်ပါမယ်တချို့ကြလည်းချီကိုဟိုလိုမျိုးဆက်ကြရပါအမှားတော့ပမာလိုပဲချလိုက်တော့မယ်အခါကျရင်ဟိုလိုလောက်ရတာစိတ်မရှိဘူးโอเคစနီမျိုးရှိပါတော့အမတို့ဒီဟာအမအတွက်အသားကြနေရဟာမလို့ပေါ့နော်ကဲအဲ့ဆိုရင်ဒီမှာဆိုရင်ဒီခွင်ချိန်လေးတွေရှိတယ်အဲ့ချိန်လေးမှာအမတို့စပြီးထိုးရမယ်ပေါ့နော်တောင်းကြခြင်းတော့ဒီလိုလေးယူပေါ့နော်ခဏတော့ HTC ပဲထိုးမယ်တော့လေဒီချိန်ပြီးရင်ဒီလိုမျိုးသူဒီနားလေးဟိုတော့တောင်းချခြင်းလို့မှဒီလိုလေးယူလိုက်တယ်နားမှာထုံးရှိနေအောင်နော်သူမလောက်တော့ပေါ်အောင်တော့မပေါ်အောင်တတိထားပါနော်ဒါဆိုရင်စပန်3ခုဒါအမ3ခုထိုးရလိုက်မယ်နော်ဒီခွင်ချိန်လေးပုံမှာအမတို့3ခုထိုးပါမယ်ရိုင်းကျွင်းလည်းမကောင်းဒီမှာတော့အမတို့2တန်းပေါင်း5ခုတောင်းလေးဆိုလာဖို့လိုတယ်မလည်းအဲ့လိုပဲတော့ဒီမလည်းတဲ့နဲ့တော့မတဲ့သူဟာတော့ဒီမှာကျိုးစားရှိနေတယ်ကျိုးစားတခါတည်းအမှားတော့တင်ရမယ်နော်ဒီလိုမျိုးအဓိကကလည်းပင်ပြည့်ပြည့်နေရမယ် white နေရ
ပေါ့နော်ဒါအမတိချက်ထောင်းလေးဟိုနော်ဒီမှာဆိုရင်ရိုင်းဒါဆိုဒါနည်းနည်းများတယ်ဒါပေမဲ့ကိစ္စမရှိဘူးဒါဆိုဒါ white မလို့များတာဟာအဆင်ပြေတယ်that's it. Tango. Inara tango, no? Queenie popin yawai.တော့ဒီမှာ define ဖြစ်ချင်လို့မှတစ်ခုထည့်လိုက်တယ်အဲ့တော့မှလေးပင်ကိုတစ်ချက်ပြင်ကြည့်မယ်သူအတဲပြောင်းပြန်သွားမှာပဲနော်ကိုယ့်ရဲ့လေးပင်ကများလားဟိုကဖြစ်လားတစ်ချက်ကြည့်မယ်ဒါလေးဆိုအနည်းတော့ပဲအဲ့ဆိုရင်မှတော့နောက်ထပ်2တန်းဟိုဒီတိုင်းလေးပဲထိုးသွားမယ်ဒါပေမဲ့လေပင်ဆိုတဲ့အတွက်ဒီမှာဆိုလို့ရှိရင်ဒါနောက်ဆုံးအတန်းမှာပို့ပြီးတော့လက်ကိုချစ်ကလေးဆွဲပြီးပါအဲ့ဒါမှဒီနာလေးတွေကပို့ပြီးတော့တိတ်ကလေးထွက်မှာပေါ့နော်ဒီတိုင်းပဲသူ့ရဲ့အတန်းရေးတိုင်းလေးပဲသွားမယ်ဒါဆိုရင်လေပင်လေးပြပါပြီရှင်ပြီးရလေဒီနေ့ဟိုအလိုက်တင်ကွာပါတယ်လို့ပဲနေရင်မနဲ့ညပေါ့တော့နေခင်းမှာတော့မှနေထိုးတဲ့ချိန်ကပို့ပြီးတော့လင်းနေရလို့ပုံစံမျိုးလေးပေါ့ခွန်ညနေပဲရောက်နေဆိုနေနေတော့မောင်ချင်းโอเคအဲဆိုရင်အမကဒီမှာဂျိုးလေးထိုးမယ်ပေါ့နော်ဒီထိတ်ကလေးမှာပြီးတော့ဒီနာလေးပေါ့နော်ဒီနာလေးဆိုရင်ဘယ်လောက်ရှိလဲဆိုတော့သူဆိုရှင်မှာတာချင်9လက်မလောက်ပေါ့နော်9လက်မ4ခွဲ9လက်မပေါ့ခါနေ9လက်မပေါ့โอเคဒီထိတ်ကလေးကနေတန်းတယ်နော်ဆိုရင်ဒီမှာညီမညီတစ်ချက်ကြည့်မယ်ပေါ့နော်ညီဟိုအမကအစပတန်မှာကဟိုပေါ့ကျဲသီးလေးဟိုပေါ့ဒီနားလေးမှာကျဲသီးလေးဟိုတရုတ်ကျဲသီးလေးလိုမျိုးလုံးမလို့ပေါ့နော်အဲ့လိုလေးလှုပ်ချင်နေရတယ်ဒါပေမဲ့အမအခုနည်းနည်းခုခေတ်နည်းနည်း local brand လေးထဲကဝတ်တယ်လိုမျိုးလေးဝတ်ချင်တော့အဲ့လိုလေးဂျိုးလေးပဲစီလိုက်မယ်နော်အဲ့ဆိုရှင်ဒါကတော့မခတ်ပါဘူးဟိုဘက်ဒီဘက်ပေါ့နော်ကိုကဟိုကျိုးဘယ်လိုလုပ်ချင်လဲပေါ့အလွဲထိုးချင်တဲ့သူကတော့ဟိုပါပေါ့တခါတည်းအမဆိုရင်အမြဲတမ်းလုပ်တာပါလဲဆိုကျိုးကိုရှိဆွဲလိုက်တယ်ပြီးတော့ဟိုပါပေါ့ကျိုးကိုနှစ်ပင်ပူးထိုးတာပေါ့နော်အဲ့တော့အလေလောက်ကနေတခါတည်းယူလိုက်မယ်ပြီးအမတို့အစိုက်ကိုလည်းဒီပြောင်းထိုးမယ်ပေါ့နော်ဒီထက်ကြီးကျယ်နေရတယ်ပေါ့နော်အဲ့ဆိုရင်မှဒီလိုဖြစ်သွားပြီအဲ့ဒီထိတ်မှာစပြီးတော့ထိုးပါမယ်ဒါဆိုရင်ဒီမှာတက်တကယ်လို့ကနည်းနည်းလေးဆွဲချလိုက်နေတက်နဲ့တော့ဒီအဲ့ဆိုရင်ကျိုးထူသွားရင်နော်နဲ့တော့ဒီနေ့မှချမ်းနေခေါ်
28နှစ်ကို30 33နဲ့33 33 36 40 ဒီနေ့လေး3လေးလေး5ဆိုရင်80ကိုတော်တော်ရှိနေပေါ့နော်အဲ့ဒီချိန်မှာကိုကစပြီးတော့ဟိုကလုပ်လို့ရတယ်ပေါ့နော်ဖြတ်ချလိုက်လေဒီထက်တူကျင်းနေဆိုရင်လည်း80လောက်ပဲလုပ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဖဲပြားရေးပိုင်းချီမှနေဆိုရင်တော့ကတိလောက်ပဲအဲ့ဆိုရင်အမတို့အဲ့ဒါဟိုမဖြတ်ခင်ဟိုကတော့အမတို့အထုံးလေးလုံးနေရတယ်တချို့ကျဒီလိုမျိုးလေးပေါ့နော်ဒီဟာကိုပဲထုံးလိုက်တာလည်းအဆင်ပြေရပေါ့နော်အဲ့ဆိုရင်အမကခြေဆောင်နဲ့ရှိရှိဖြတ်လိုက်မယ်ပြီးရင်မာတော့တတားခြေတောင်းလေးပေါ့နော်ဖမိတ်ဆိုင်လာရပါတယ်မရလဲသူ fancy လုံးလေးလေးကြီးရလေးရှာတယ်ပေါ့နော်ပြီးရင်ခုနထိုးထားတဲ့ဟာလေးကိုအမတို့ဟို S တာမော်ရင်ဒီလက်နဲ့ဒီတိုင်းပဲထိုးထည့်လိုက်ပါနော်ထိုးထည့်လိုက်ပြီးတော့ခုနပြောသလိုပဲပေါ့ဒီညာလေးကိုထုံမယ်ပေါ့နော်ဒါတော့လိုတော့မလိုပါဘူးအချီမြင်ရှိရတော့ဒီဒီအလုံးပြန်ပြီးတော့ကျွံပြီးတော့မထွက်သွားအောင်တော့အမတို့တခြားထုံးမရပါမယ်နော်အဲ့ဆိုရင်ဒီဟာကိုညှက်လိုက်ပါထိတ်ကိုလိုမျိုးညှက်ချလိုက်လေရတယ်နော်တုံထိတ်ကိုဟိုညှက်ချလိုက်ပြီးတော့ဟိုရင်လဲဟိုအထုံးပြီးလောက်တဲ့အထိမညံ့နဲ့ရင်လဲတော့မတိမတာလေးပဲနော်အဲဆိုရင်အမတို့ဒီဘက်ကိုအလိုပဲတက်မယ်နော်ဒီဘက်ကိုလည်းအမတို့ဒီလိုဘယ်လိုတက်မလဲဆိုတော့ဒီဘက်ချမ်းမတက်ပြတော့နော်အဲဆိုရင်အမတို့ဒီဘက်ကိုတက်မယ်ဒီနာလေးပေါ့ဒီနာလေးဆိုရင်အမကခုနလိုပဲရှူမှာပေါ့နော်ချီကိုဆိုရင်အမတို့တရားပေါ့နော်အဲ့ဒါတရားထိုးလိုက်ရင်သူ့လေးတရားထိုးမယ်ပေါ့နော်ဆိုရင်အမတို့ဘယ်နာလဲဆိုဒီနာလေးပေါ့နော်ဒီခုနလိုပဲအမတို့ထိုးပါမယ်ဒီနာလေးကြက်လေးဆိုမယ်တရားထိုးလိုက်မယ်ပြီးရင်ဒီဟိုပါပေါ့နော်သူ့လိုလေးပဲအဆုံးသတ်ပေးပါမယ်ရှင်အားဆိုရင်ပြပါပြီတကယ်လို့အမပတန်ဆွဲထားတယ်လို့မျိုးဟိုပါပေါ့နော်ထိုးချင်တဲ့သူဆိုလို့ရှိရင်ဒီနားလေးကိုအမတို့ချီလေးတုပ်လိုက်မယ်ပေါ့နော်အချီလေးနဲ့တုပ်လိုက်ပြီးတော့အမတို့ဒီလိုလေးလာပြီးတော့ချိတ်လို့ရရပါတော့အချီတုပ်တဲ့အခါမှာတတိထားမှာကသူ့ရဲ့ side တိုင်းပေါ့နော်တေးကိစ္စမရှိဘူးရင်ကြည့်လို့မရအဲ့လိုလေးဆိုရင်ဒါလေးကအမပတန်ထိုးတဲ့တိုင်းအဲ့ဆိုရင်တော့သူထက်တော့ပို့တူရမယ်ပေါ့နော်အဲ့လေးတစ်ချက်ပေါ့တကယ်လို့ကိုကအပြားကြီးရကြိုက်တယ်ဆိုလို့ရှိရင်အမတို့အခုထိုးခဲ့တဲ့ဟာကိုမှနည်းနည်းလေးနောက်ထပ် HTC ဒါမှမဟုတ် single ထိုးပြီးတော့အမတို့ခုနလိုလေးလုပ်လို့ရရပါတော့အမတို့ဒီ design တော့ဒီလိုကျူချီရလေးပြောင်းလိုက်ပါရှင်ကိုစမ်းချင်းတော့ရပါတယ်